မကြခဏခါနာတက်တဲ့ကွေးတို့အတွက်ခါကိုထိမ့်မှတ်ပေးပြီးကြွက်သားတွေကိုတန်မာစေတဲ့ခါလေးကျင်ကန်တွေကိုလုပ်ပြပေးပါမယ်ဒီလေးကျင်ကန်တွေကိုနေ့စဉ်ပြုလုပ်ပေးလို့ရပါမယ်လေးကျင်ကန်ပြုလုပ်နေတဲ့အချိန်တွင်ခါနာတာကိုက်တာမျိုးရှိလာတယ်ဆိုရင်စက်မလုပ်ပဲဆရာဝန်နဲ့တိုင်ပင်ဖို့အကြံပေးချင်ပါတယ်1 back top ညာထူးနဲ့ဘယ်လက်ကိုထောက်ထားပြီးညာလက်နဲ့ဘယ်ခြေထောက်ကို90ဒီဂရီတန်းနေအောင်စန့်ထုတ်ထားပေးပါခါကြောကိုမတိပဲအနားကကြွက်သားတွေကိုတန်မာစေပါတယ်2 glute bridge ပတ်လက်အိတ်ဒူးပွေးပြီးတင်ပါးကိုတက်နိုင်သမျှအပေါ်ကိုမြှောက်ထားပေးပါတင်ပါးနဲ့ပေါင်နောက်ဘက်ကြွက်သားတွေကိုအလုတ်လုပ်စေလို့ခါပေါ်ကျနေတဲ့ဝင်တွေကိုချွတ်ချပေးပါတယ်3 cat count stretch လေးဘက်ထောက်ပြီးကြောကိုအပေါ်ခုံးလိုက်အောက်ခွက်လိုက်ဖြည်းဖြည်းချင်းလှုပ်ရှားပေးပါခါရိုးစစ်တွေကိုလှုပ်ရှားစေပြီးအကြောကြည့်စေပါတယ်4 4M plank ခါဘိုမကုန်းမဲ့ခန္ဓာကိုယ်ကိုစက္ကန့်20လောက်ဖြုတ်ပြောင်းထားပါခါနာတက်တဲ့သူတွေအတွက်ကြိုးရိုးကိုပြန်လဲထိမ့်မှတ်ပေးဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်မှာ knee to chest stretch ပတ်လက်အိပ်ပြီးဒူးတစ်ဖက်ချင်းစီကိုရင်မနာခိဖိစီချင်းဆွဲကပ်ပေးပါခါအပိုင်းချက်သားတွေကိုပြေရောစေပါတယ်